ဒီကအလုပ်ပင်မနဲ့အဲ့တစ်ချက်ပဲကျွန်တော်ဥစ္စာအကောင်ကအဆင်ပြေတယ်နေ့ကျွန်တော်ဒီဥတုကျွန်တော်ညမ်းစင်တာဆိုတော့ကျွန်တော်နေဘူးတွေမှာမိုးရွာတယ်မှာမြန်မာနေပူတာကျွန်တော်ခံတယ်ကျွန်တော်နေဘူးကျွန်တော်မခံနိုင်ဘူးအလုပ်ကပင်မအလုပ်ကနားမလဲပို့သူအလုပ်ကဘာနားမလဲပို့သူချက်လာပေါ့ကျွန်တော်တို့ကခုမှ22 23ကြာဒီကျွန်တော်အားလုံးပဲမင်္ဂလာပါခင်ဗျမင်္ဂလာပါခင်ဗျဒီညနေစားပြမှာကပေါ့နော်ဒါတော့အာလူနဲ့ဝက်သားဟင်းချက်ထားတာပေါ့နော်ဒါလေးကတော့ဘဲဦးကျော်နဲ့ငရမ်း6ဖုတ်ပေါ့နော်ဒါတော့ဘာဟင်းချိုတိုင်းနေတော့လားအတင်းတော့ဟင်းချိုပေါ့အတင်းတော့ဟင်းချိုလားဂျပန်တိုင်းနေဝဲရတာဟုတ်အတင်းတော့ဟင်းချိုကိုပေးပြားတွေပြစ်ထည့်ရတယ်ပေါ့နော်ကမန်ကန်ဟင်းချိုကမန်ကန်ဟင်းချိုပေါ့ကမန်ကန်ကပြစ်တဲ့ဟင်းချိုပြောတာကဲအားလုံးစားကြပါဦးခင်ဗျစားကြပါဦးခင်ဗျမင်းကမန်ကန်ဟင်းချိုတောင်းလာရှယ်ပဲကမန်ကန်မချေကောနော်ကမန်ကန်ဟင်းချိုပေါ်ပြစ်တဲ့စားကန်ကြီးကောင်းတယ်လေပဲပြတော့ကွေးခွန်းနေထဲတာပေါ့နော်အမကနေယူ2ယောက်ပေါင်းချက်တာရောက်တဲ့ချက်တာပေါ့2ယောက်လောက်စမ်းပြရတယ်အဲ့မမီလို့သွားပေးချင်ဆောက်ကွယ်နည်းပြောကြကောင်းပါဆောက်ကွယ်ဆိုရေးထားပါရ6ခွဲဆိုငါခွဲနေစားထားရအဝဲရစားထားဒီမှာရောက်လာပြောစရာကောင်းတယ်နော်ဆိုရေးထားတာရတယ်လေဒီကအလုပ်ပင်မနဲ့အဲ့တစ်ချက်ပဲကျွန်တော်ဥစ္စာအကောင်ကအဆင်ပြေတယ်အစားတော့အဆင်ပြေနေရထိုင်ရတာအကုန်အဆင်ပြေတယ်ပတ်စံနဲ့ရှာနေတယ်ဒီသားစုတွေထောက်ပံ့နိုင်တယ်ကိုလည်းပြောရှင်ပတ်စံ3နိုင်ပတ်စံများများ3နိုင်ပုံကောင်းတယ်အခုပေးစားတာဆိုအလုပ်ပင်မတာတစ်ချက်ပဲကြီးအလုပ်ကမြန်မာနိုင်ငံမှာလည်းပင်မပါပဲဒီမှာလည်းပင်မတာအဲ့တော့ဘာမှမလုပ်ဘူးအဆင်ပြေလို့ပြောပါအစပိုင်းတော့ပြင်ပါဘောနော်နောက်ပိုင်းကျရင်တော့အနေသားကြပါရင်တော့သမင်းစားရည်တော့ပဲရာသီဥတုတန်ဒီကရာသီဥတုတန်ဒီကကျွန်တော်ကမြန်မာလာဆိုတော့ဂျပန်ရာသီဥတုဂျပန်ရာသီဥတုကိုကျွန်တော်ညမ်းစင်တာဆိုတော့ကျွန်တော်နေဘူးတွေမှာမိုးရွာတယ်မှာဒါပေမဲ့တော့ဂျပန်နဲ့မြန်မာနဲ့ကွာတာနေပူတာကလုံးဝမတူကျွန်တော်တို့တော့ဂျပန်မှာမြန်မာမှာနေပူတာကကျွန်တော်ခံရတယ်ဂျပန်နေပူကျွန်တော်မခံနိုင်ဘူးဟိုအပူအောင်းတာပေါ့လူတာပန်းတာအဲ့လိုမျိုးတွေသာတော်ဒီကောင်နဲ့ပြောတော့ပါဂျပန်လေတာပူတာတော့ရလားရောပြောရတာပေါ့မင်းငေါ့ပြောမြန်မာနဲ့နေပူတာပဲဆိုပြီးတော့တကယ်ကျတော့မခံနိုင်ဘူးတော့ဟိုပထမဦးဆုံးတွေ့ကြုံဆိုတော့တစ်ခေါက်ပါပူတလားလောက်ပူသွားနောက်တစ်လားလောက်ဆင်ပြေသွားဟိုဒါကြောင့်2နှစ်မြောက်ဆို AC ပဲပူလည်း AC ပဲအေးလည်း AC ပဲပူတော့ခုတော့နေတော့ကြောက်ပါပြီစားကြောက်တော့5-6လောက်တော့နည်းနည်းတော့ခက်ခဲတယ်ဗောနော်လောကပင်မအလောကနားမလဲပို့သူလောကဘာနားမလဲပို့သူဘောကောင်းနဲ့ဆရာတင်ပြီးတော့ဘောကောင်းနဲ့ဘေးကြောက်လဲဘာတွေပြောလို့ပြောနားမလဲတော့မကောင်းတဲ့လူကတော့အဆုံးထိတော့မကောင်းနေ့ပဲကြာခုနှစ်နှစ်ပဲပြီးသူတော့တော့မကောင်းတော့ကောင်းတဲ့ဆရာတွေတော့သူမြင်တော့ကောင်းဒီဘောကောင်းနဲ့သူနဲ့ပဲအလုပ်တဲလုပ်ချင်နော်ဒါကတော့နည်းဘာမှမတက်သေးဘူးလေနောက်တော့ကောကတော့ခံရတာဟုတ်တယ်မလားအပြည့်ညပြည့်တယ်ပေါ့ကိုနည်းနှစ်ကကြာတယ်နည်းအဆွေလေးကပေါက်လိုက်တယ်မလားကိုကမင်းပါလဲငါပါလဲပြောရခုမင်းတားလို့လိုက်ငါလို့မတွေ့ဘူးလားပြောကိုကလည်းဆရာပြောရတော့တားလို့မင်းတားလို့လိုက်ဟုတ်ကဲ့ပါခင်ဗျဟုတ်ကဲ့ပါခိုက်ပေါ့ဟုတ်မလားနဲ့မင်းတားလို့လိုက်ဆိုရင်ငါတော့မလို့မတွေ့ဘူးလားဒါပဲရှုပ်လေသွားမင်းတို့လို့အားရလာမင်းတားလို့မလို့ကိုလို့အဲ့လိုဖြစ်လာနေအစိမ့်မြင်သွားတော့ယောဂသားတော့မင်းလို့တော့ကိုကမတက်တာဘူးကူတက်သွားဆရာပြောရတက်သွားပြီးတော့သူတော့မှဘူးကလာခိုင်းကောတိဝဲစားကောမသိဘူးကိုသူတော့မှလည်းမသိကိုတော့မှကိုမသိဘူးသူတော့မှကိုခိုင်းလိုက်ကောလောက်တာဟိုလောက်တိဝဲခိုင်းသူတော့မှကိုလာခိုင်းလို့ညအောင်မင်းလို့ပါမယ်ညမင်းခိုင်းတော့မလုံးနိုင်လို့ပြောအဲ့ဒါတော့ဘောပါတော့အားဒီကောင်မရတော့ဘူးကောင်နားလဲပါကြီးတစ်ခေါက်လို့ပေါ်လာတော့လာမခိုင်းတော့အော်လို့ရသူဆက်အော်ကိုဆိုးလာသဘောကောင်းတဲ့ဆရာကြီး
ဘောကောင်းတဲ့စကားမလုပ်ဘူးသဘောကောင်းအရင်တော့သဘောကောင်းတဲ့အခန်းလေးရှိတော့ပြောခိုင်းတော့လုပ်ပြီးတော့အားနာဘာနာလုပ်ပြီးသူကပြောမကောင်းဆိုကောင်းပြောပါရဲ့သဘောမကောင်းတဲ့ဘယ်ကိုလည်းသဘောမကောင်းတော့ပေါ်တင်ပြောလို့ရလုပ်ဘူးဆိုပြီးတော့သဘောကောင်းတဲ့ဆရာကြီးကကိုတစ်ခြားသဘောကောင်းတော့လုပ်ပေးရတာပေါ့ မင်းသားကြီးကညက်စင်တာတအားတော်တယ်လောက်သားကြိုးစား ဆိုမိတ်ပဲတင်လိုက်ဘူး အကောင်ဒီပါရနေပြီလားတော့နေပြီရောဆက်လုံးမလား ဟောမြင်မလုပ်တော့လာနေလို့ပြောင်းအဲ့ဒါများများကြီးရပြီပြောင်း အဲ့ဒါဆိုရင်လို့ပြောအခုလည်းမင်းဘလောက်ရလို့ 10လောက်ပဲကြာ အေးတယ်30တော်ပြီပေါ့ ဟိုတော့ဒီမှာလာတာဟုတ်ကျင်ပတ်စံလိုချင်လို့လာပတ်စံများများရရှိသွားမယ်ဒီအားမှန်တော့မှန်ဒါပေမဲ့ကျွန်တော်ကလုပ်ပင်မနာဖြစ်သွားဖြစ်ကျွန်တော်ကိုယူက3နှစ်ပြည့်အောင်လုပ်ပြီးမှာအဲ့တော့ HK ကျွန်တော်တို့ပို့ပေးရတဲ့ HK ကျွန်တော်တို့တင်တန်းနေရှောက်ကျွတ်ရှုတင်တန်းတွေပါလို့ကျွန်တော်တို့အာမခံပေးခဲ့တာမျက်နှာမပြအောင်တော့3နှစ်ပြည့်အောင်လုပ်လောက်ပြန်မယ်ဘယ်လောက်ဘာပဲဖြစ်ဖြစ်ကျွန်တော်3နှစ်ပြည့်အောင်ကြိုးစားပြီးမယ်3နှစ်ပြည့်အောင်လုပ်ပြီးမယ်3နှစ်ပြည့်တော့မှကျွန်တော်တို့ဟိုလိုတွားကျင်တဲ့လို့ဆက်သွားမှာ3နှစ်ပြည့်မချင်းတော့လာမပြောနဲ့မဟုတ်အော်တော့ဘမကောင်းတဲ့ဘဲနေတော့ကျွန်တော်အတကုံအော်ခံရတာကျွန်တော်တို့ရှယ်အော်ခံခဲ့ရဘာဒီအော်လဲမော်လဲအဲ့ဘဲနဲ့ကျွန်တော်အင်တလုံးနှစ်ယောက်နဲ့တော်လို့နေတော့ဆိုအဲ့ဘဲအော်လားမော်လားဆိုအဲ့ဘေးနာလူတော့မိုင်းကြည့်တယ်ရန်ဖြစ်လာဆိုပြီးတော့အကောင်တေးတေးနဲ့အတကုံအော်လား သူနေဘယ်လိုခေါ်လဲ ဟမ် ဘယ်လိုခေါ်လဲ ထိုက်အကျေးရောကျွန်တော်ပစ္စည်းတင်နေတာလားအော်ဟာဘာဖြစ်လဲမယုံပေါ့တော့ဟိုကယူပြီးတော့ ရောက်ယူချာ အေးဟိုကလေးပြီးတော့ဒီယူပြီးတော့အဲ့တော့နောက်ကနေခိုင်းလမ်းအောင်မဟုတ်နာမည်ကိုကျေးရောခေါ်တာသူကမျက်နှာရင်းတွေ့ရောသူပြောချင်တယ်မျက်နှာမတွေ့ရတော့မရဘူးသူမျက်နှာတွေ့ရအောင်ဆိုလမ်းအော်တာဘလောက်အော်လဲမော်လဲဆိုအဲ့ဘဲအော်အဲ့ဘေးနာလူတော့ကြည့် ခါလေးရချက်တော့ အကြိုက်ချက်လာပေါ့ကျွန်တော်တို့ကခုမှ22 23ကြာဒီကျွန်တော်မိန်းလေးပဲလာတော့တောက်ဆိုတဲ့လူပဲဘလောက်ရှိမှာနော်ငယ်လေးကိုတက် level လူတွေရှိတာအဲ့လိုသူတို့ကအဲ့ဘဲကိုအော်လို့ရှိရင်သူကကိုတနားတဲ့ကျွန်တော်လည်းကြည်တယ်လားအော်ဒီကောင်လေးတနားပါနိုင်ကြလိုက်လို့ပြီးတော့တော့ခံရကြလိုက်အဲ့ feeling ကလုံးဝမပါဘူး ဟာစုကရှိနေ ခုနောက်ပိုင်းအဲ့ရမရှိတော့ပါဒါတော့နားမလဲခဲ့တော့အော်ခံရတော့စီနီယာမရှိတော့ပို့ဆိုးရယ်ကိုရထိတ်ဆုံးအောင်စီနီယာမရှိဘူးကိုကစီနီယာဖြစ်သွားတယ်နောက်ကိုညီရေရောက်လာနောက်ညီတင်းရောက်လေးဆက်ရောက်လာခုညီမနှစ်ယောက်လည်းထက်ရောက်တော့အေးဆေးဖြစ် သူတို့ရောက်လို့တက်တာလားတက်တာပါသူတို့တက်တာ သူတို့ရောက်လို့သူတို့ခံမလားလို့သူတို့ကကိုပြန်ခိုင်းတယ်သူတို့ရောက်လို့တကူသူတို့နားမလဲကိုပဲလို့သူတို့နားမလဲဘူးငွေလို့လိုက်ဟာကွက်တီကိုကြီးပဲခွာလို့နေရဖိုင်ရတင်ဝိုင်းစကားတွေအများပြောပွဲဆိုတော့ကုံပါပြီခင်ဗျာခင်ဗျကျေးဇူးတင်ပါတယ်ဘိုင်နောက်သေးကြမယ်နော်ဟုတ်တယ်တဒါ We'll be right back.